မင်္ဂလာပါကျက်သွန်အဖြူအနီးငရုတ်သီးစိမ်းကိုစပြီးလော်ပေးသွားပါမယ်ငရုတ်သီးစိမ်းတွေကိုလော်တဲ့အခါမှာအောက်ကမီးနည်းနည်းလေးနဲ့လှော်သွားပေးပါအဲ့ဒါမှကျွန်တော်တို့ထောင်းတဲ့အခါမှာအယောင်လှလှလေးဖြစ်မှာပါအခုလိုအနေထားဆိုရင်တော့အတွင်းထဲထီတောင်ကျက်လောက်ပါပြီရသွားပါပြီလော်လို့ပြီးသွားရင်တော့ကျွန်တော်တို့စပြီးกินပါမယ်ပစွန်ငပိစိမ်းသားကိုအသုံးပြုထားပါတယ်ပစွန်ငပိစိမ်းသားကိုမီးနည်းနည်းနဲ့အောက်ကနေတဖြည်းဖြည်းချင်းกินသွားပေးပါလှော်ထားတဲ့ပစ္စည်းတွေကိုထည့်ပေးပါပြီးသွားရင်တော့ကျွန်တော်ပစွန်ကြောက်ကိုပါတခါတည်းအနှဲငယ်ထည့်ထားပါတယ်ချိုမုံအနှဲငယ်အသုံးပြုထားပါတယ်ငှက်ပြားရင်မသုံးတော့ပါဘူးငပိစိမ်းသားသုံးထားတာများတဲ့အတွက်ကျွန်တော်အငံဝထည့်ခြင်းဖြစ်ပါတယ်ငရုတ်သီးတွေအနှဲငယ်ညက်လာပြီဆိုရင်တော့กินထားတဲ့ငပိစိမ်းသားကိုကျွန်တော်စပြီးထည့်ပါပြီကျွန်တော်တို့ငပိတောင်ထောင်းတဲ့အခါမှာအခုလိုမျိုးငရုတ်စုံနဲ့ထောင်းပြီးစားတာသူ့ရဲ့အရသာကိုပို့ပြီးတော့ထိရောက်စေပါတယ်စက်နဲ့ကြိတ်မယ်ဆိုရင်တော့ကျွန်တော်တို့လုံးဝမကောင်းနိုင်ပါဘူးအခုဆိုရင်အရန်ဟင်းဖြစ်ပေမဲ့ငရုတ်သီးစိမ်းတောင်းလေးကပြီးသွားပါပြီအခုလိုအားလုံးကိုကြက်နေအောင်လှော်ပြီးတော့ထောင်းစားမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီငရုတ်သီးစိမ်းငပိတောင်းလေးကကြာရှည်ထားခံပါတယ်ငပိတောင်းကြိုက်တဲ့လူတွေအတွက်ဆိုရင်တော့လုံးဝကိုရှယ်ပါ